ချင်းမဲ့မချတဲ့မိသားစုကတိုးရသောသမီးလေးဖြစ်နေတဲ့မေထလူမြန်မာမျိုးသမီးဘောလုံးလောကမှာလက်ရှိချိန်ထိပြည်သက်တွေကြားရှေ့ဘန်းစားဆုံးနေအားကိုရဆုံးတိုက်စစ်မှုလေးတူကိုပြပါဆိုရင်တော့အားလုံးကမေထလူကိုပဲတညီတူသေးပြကြပါလိမ့်မယ်။သူမဟာကွင်းထဲမှာဆိုရင်လင်းမန်းဖြတ်လက်ပြီးတော့ဂိုးသွင်းဆက်တစ်လုံးလိုပြိုင်ဘက်တွေကိုချင်းချောက်နိုင်သူဖြစ်တယ်လို့ကွင်းပြင်ပမှာလေးချစ်စရာကောင်းတဲ့ရုပ်ရည်နဲ့ထက်မြက်တဲ့ညံရည်ကိုပိုင်ဆိုင်ထားသူပါ။အခုတခါမှာတော့မေထလူရဲ့နောက်ွယ်ကထင်းမဲ့မထားတဲ့မိသားစုအတိုင်းဝိုင်းနဲ့သူမရဲ့ထူးခြားတဲ့ဘက်ဆောင်ထူးချွန်မှုတွေကလူပြောများနေတာဖြစ်ပါတယ်။ပြည်သက်တွေအံ့ဩသွားစေမယ့်ချက်ကတော့မေထလူကမြန်မာနိုင်ငံရဲ့ထိပ်တန်းရာရှိကြီးတဦးရဲ့တဝိသေးသောသမီးရတနာလေးဖြစ်နေတာပါပဲ။ကေပြည်နယ်ဖန်မြို့မှာမွေးဖွားခဲ့တဲ့သူမရဲ့ဖခင်ဖြစ်သူဟာကျက်မာရာတို့ကြီးမားမားတာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိကြီးတဦးဖြစ်ပါတယ်။ပုံမှန်အားဖြင့်ရှိန်ဝါကြီးမားတဲ့မိသားစုဟာဆင်းသက်လာတဲ့သားသမီးတွေဟာမိဘရှိန်ဝါနဲ့နာမည်ကြီးအောင်လုပ်တဲ့ကြပေမယ့်မေထလူကတော့လုံးဝကိုမှကွဲပြားခြားနားပါတယ်။သူမကဘယ်တော့မှဖခင်ဖြစ်သူရဲ့ရှာတုံးနဲ့ဂုံရှင်ကိုထုတ်ပေါ်ကြားဝါလေးမရှိပဲအခြေခံကားစားလို့ကိုယ့်ရည်ချင်းနဲ့ကိုသက်သေပြပြီးအောင်မြင်မှုလမ်းစာကိုရှာဖွေခဲ့သူဖြစ်ပါတယ်။မိသားစုမှာအကိုဖြစ်သူနှစ်ဦးရှိပြီးအမျိုးသားတွေကြားထဲမှာတဦးတည်းသောသမီးလေးဖြစ်ကြီးပြင်းခဲ့တာကြောင့်မေထလူဟာငယ်စဉ်တွေကစိတ်သက်ခိုင်မာပြီးတန်မာတဲ့မိန်းကလေးတဦးဖြစ်လာခဲ့ပါတယ်။အကိုရီနဲ့တူဘောလုံးကစားရင်ဝါသနာကိုအခြေခံခဲ့တဲ့သူမဟာအသက်73နှစ်အရွယ်ယူသားတေးကစားသမားဘဝတွေကမြမလေးရေးစဉ်အစီအထိပါဝင်ဝင်ရှာအောင်စူးစမ်းခဲ့တာပါ။အခုဆိုရင်တော့2025ခုနှစ်မှာတော့သူမဟာမြမလေးရေးစဉ်အသင်းကြီးရဲ့အဓိကမရှိမဖြစ်ကစားသားတဦးဖြစ်ခိုင်ခိုင်မာမာရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။မိထလူရဲ့ထူးခြားချက်ကတော့အားစားတွေမကပဲပညာရေးမှာပါထိတန်းကပြေးနေတာပါပဲ။လက်ရှိမှာသူမဟာအမေရိကန်နိုင်ငံကကမ္ဘာကျော်ထိပ်တန်းတက္ကသိုလ်တစ်ခုမှာပညာသင်ကြားနေတာဖြစ်ပါတယ်။အရာရှိကြီးတဦးရဲ့သမီးဖြစ်တာနဲ့ညီမိဘတွေကသူမကိုပညာရေးမှာပဲအာရုံစိုက်စေချင်ပေမဲ့မိထလူကတော့သူမရဲ့ဝါသနာပါတယ်။ဘောလုံးနဲ့ပညာရေးကိုအကောင်းဆုံးထိန်းညှိနိုင်ခဲ့ပါတယ်။အမေရိကန်မှာကျောင်းတက်နေပေမဲ့နိုင်ငံတော်ကခေါ်ယူတဲ့ပွဲစဉ်တိုင်းမှာမိုင်မောင်းထောင်ချီဝေးကွာတဲ့ခီးကိုနှုတ်မတုံပဲပြန်လာပြီးတော့မြန်မာအလံကိုရှင်မချိတ်ကစားပေးလိရှိတာဟာသူမရဲ့ပြင်းထန်တဲ့မျိုးချစ်စိတ်နဲ့ပေးဆက်လိုစိတ်ကိုဖော်ပြနေတာဖြစ်ပါတယ်။မေထလူရဲ့အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာခိုင်မာတဲ့မိသားစုပံ့ပိုးမှုတွေရှိနေသလိုသူမကိုယ်တိုင်ရဲ့စူးစမ်းအားထုတ်မှုကလည်းအဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တစ်ခုမှာအသိရှုံးနေခဲ့ရလို့တယောက်တည်းကြေကွဲဝမ်းနေစွာငိုကြွေးနေတဲ့သူမရဲ့ပုံရှိတ်ကပရိသတ်တွေရဲ့ရှင်ကိုတော်တော်လေးထိခိုက်စေခဲ့ပါတယ်။ဒါဟာသူမမြန်မာအသင်းပေါ်ဘလောက်ထိစိတ်အားထက်သန်မှုရှိသလဲနိုင်ငံအတွက်ဘလောက်ထိနိုင်ကျင်စိတ်ပြင်းပြလဲဆိုတာကိုသတိပြနေတာပါ။အရာရှိသမီးဖြစ်ပေမဲ့မြန်မာနာမရှိပဲရိုးသားသားနဲ့ကိုချီတော်ပေါ်ကိုရက်ကနိုင်ငံကိုဆောင်နေတဲ့မိထလူဟာလူငယ်အတွက်တော့တကယ်ကိုမှအားကျစရာစံပြမျိုးသမီးတူဖြစ်ပါတယ်။မိဘရဲ့ဂုဏ်ရှိန်တဲ့ကိုယ့်ရဲ့စူးစမ်းမှုကသာစစ်မှန်ဖြစ်တယ်ဆိုတာကိုသူမကလက်တွေ့ပြသနေတာပါ။ကဲပရိသတ်ကြီးထိတန်းရာရှိကြီးရဲ့သမီးဖြစ်ပေမဲ့ဘက်ဆောင်ထူးချွန်ပြီးနိုင်ငံအတွက်အမြဲတမ်းပေးဆက်ဖို့အသင့်ဖြစ်နေတဲ့မိထလူရဲ့စိတ်ဓာတ်ကိုဘလို့မြင်ကြလဲရှင်။နိုင်ငံခြားမှာကျောင်းတက်နေရင်တောင်မှမြမလေးရွေးစင်အသင်းအတွက်အားသွန်ခွန်ဆိုင်ကစားပေးနေတဲ့သူမတွေအားပေးစကားလေးတွေကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။